အမရာသီနဲနေတယ်လို့ခံစားရရင်ကြံတဲ့ရက်တွေကိုမစားနဲ့ချောအဲ့လောက်ထိအာမခံပေးမယ်နော်လာနေတဲ့ရက်မှာပဲအဲ့ဒီဟာကိုလက်ဖက်စားစွန်းနဲ့ဒီလိုမျိုး3စွန်းလောက်ဒါမှမဟုတ်ဒီလိုစွန်းလေးနဲ့1စွန်းစာလောက်စားပြီးတော့မှရေတောက်ပေးလိုက်အမရာသီတွေအကုန်မစင်းဘူးဆိုချောကြိုက်တာလားပြောလို့ရတယ်ဘာလို့ဆိုချောအာမခံနေတာတခုရှိတယ်ချောအရင်လာမှာဒီဟာကိုစစားတော့အရင်က6ရက်တောင်လာတော့လေလူကလေဟို3ရက်4ရက်လောက်ကပေါ့နော်4ရက်လောက်ကလုံးဝရာသီကိုလေအတုံးလိုက်အခဲလိုက်အညိုတွေဆင်းပြီးတော့နောက်2ရက်ကကြာဘာတွေဆင်းနေလဲဆိုအညိုအညစ်တွေလုံးဝအညိုအညစ်တွေနော်အဲ့အညိုအညစ်တွေအနှံ့တန်မကောင်းတာတွေဆင်းတယ်ဆင်းပြီးသွားတော့အဲ့6ရက်တောင်ဆင်းသွားတော့ဒီတစ်ပတ်ကျတော့ငါရာသီအဲ့လောက်ကြီးတာရှည်နေမဖြစ်ဘူးပေါ့နော်ကိုသတိမထားမိရချောတို့က25ရက်တခါရာသီလာတဲ့ထဲမှာပါတယ်ရာသီလာရဲ့တစ်ပတ်ဆိုတာပုံမှန်ဆိုလို့ရှိရင်ချောတို့ရာသီလာရင်ဒီလိုမျိုးလာတယ်ပထမတစ်ခါဆိုရင်တရက်ဆိုရင်အယောင်လေးပြတယ်ဒုတိယတစ်ရက်ကောင်းလာတယ်တတိယတစ်ရက်ဆိုအယောင်လေးပြပြီးသွားပြီဒါဆိုချောတို့3ရက်ဒါဆိုပုံမှန်လာတယ်လို့ထင်တာအမေရိကတော့မဟုတ်ဘူးအမှရာသီကြံနေတာသိလားရာသီကြံနေတဲ့ဥစ္စာတွေတရားစားလိုက်တဲ့အခါမှာလုံးဝ6ရက်အပြည့်ဝဆင်းသွားပြီးတော့အဲ့လိုအညူညစ်တွေဆင်းသွားပြီးတော့ဒီတစ်ပတ်ကျတော့လေချောစားတယ်ဒါပေမဲ့ရာသီကိုအကုန်လုံးနေပေါ်သီလောသီကိုတအားဆင်းသွားပြီးတော့မှလုံးဝအသားရည်ကြီးလာတာတခုကလေမတူတာအသားရည်ကြီးလာတာတော်တော်လေးသိတာတယ်ချစ်တာအဲ့တော့အရသာကောင်းလားဆိုရင်တော့အရသာတော်တော်လေးကောင်းတယ်အဲ့တော့ကျွန်တော်အဲ့လောက်ထိကိုအာမခံပြီးရောင်းပေးမယ်အမနေတိုင်းမစားနဲ့ရာသီလာတဲ့ရက်မှာပဲစားကြည့်အခုစားရင်အခုချက်ချင်းရာသီနေတဲ့သူတွေကပြလာအခုစားရင်အခုကိုသိတာလားဘာလို့ဆိုကျွန်တော်တို့ဘေးရတယောက်ဆိုလို့ရှိရင် तू ကသားကြောပြတ်ထားတာတော့ရာသီလာဖို့အရန်ခက်ခဲနေတာရာသီလာဖို့အယူအိမ်နာထဲမှာထိုင်ပြီးတော့မှလေညစ်မှပေါ့နော်အင်းညစ်တယ်လို့ညစ်မှတစ်စက်နှစ်စက်လေးထွက်တာအဲ့လိုမျိုးဖြစ်နေတော့ကြတော့သူ့ကိုဒီဘူးချောရဲ့ပလဲသူဘူးအကက်ကိုသူ့ကိုပေးလိုက်တာအမအိမ်လိုက်ပြီးစားကြည့်လို့ရာသီလာတယ်ဆိုလို့ရှိရင်လာယူလို့ပြောတာသူပထမတစ်ခါချက်ဆေးဆိုတော့သူချက်ဆေးဆိုမစားချင်ဘူးပေါ့မဟုတ်ဘူးလို့ချက်ဆေးမဟုတ်ဘူးလို့ယူလေးလို့လိုက်စားကြည့်အောင်မကြီးယူလို့ဇီးယူလို့လေးဆိုတော့သူဇုံးကြီးနဲ့ကော်ပြီးတော့မှစားတော့နေခင်းလောက်ကြပြန်လာတယ်ငါလည်းရာသီလေးတွေမနက်ကလေးတွေတစ်စက်စက်နဲ့ဆင်းဖို့ခက်ခဲနေတာပေါ့နော်အဲ့လိုမျိုးသူတို့သားချိုးပြတ်ထားတဲ့သူတွေရာသီဆင်းဖို့တော်တော်ခက်ခဲတာနော်အဲ့လိုမျိုးခက်ခဲနေရတယ်အဲ့ဒါဟောမှတဲ့ဆင်းသွားတယ်ဆိုတော့ချောကလည်းအားရဝမ်းသာအဲ့လိုဆိုရင်သိရမလားရော့လို့ဒီပလဲသူဘူးလို့3နှစ်ကလောက်တော့စားလို့ရအောင်ပါလို့ယူသွားတော့ဆိုချောအစ်စ်ဖောက်စားလိုက်တာအဲ့တော့ပြောချင်တာကအခုလာရင်အခုစားရင်တောင်မှရာသီလုံးကအကျွေးကြံမရှိစရာဘူးအာမခံနဲ့ကြိုးစားစရာမလိုတကယ်ပြောတာတကယ်စားကြည့်အဲ့လောက်ထိကိုအားနေတင်ကောင်းတာပြီးရင်စိုက်ဖက်လုံးဝမရှိဘူးဝမ်းအရင်မှန်သည်